ကဲယူနိုက်တက်ပိတ်အားလုံးပဲမင်္ဂလာပါညီကိုတွေအားလုံးကိုပြန်လည်ကြိုးလိုက်ပါတယ်ရေယုံနီပြောထားတဲ့အရာလေးတွေ share ပြင်လို့ရှိနေညီကိုတွေသူ့အနေနဲ့ကဒီစကားကိုပြောတင်မပြောတင်သူ့ကိုယ်တော်မေကုန်းပြန်ထုတ်ခဲ့ရတယ်ဆိုပြီးသူပြောကြလာခဲ့ညီကိုတွေဒီလိုမျိုးဒီ BBC ကနေပေါ်ပြလာပြီဗျာအဲ့တော့သူကဘာပြောထားလဲဆိုလို့ရှိရင်ညီကိုတွေဒီကျွန်တော်အခုယူနိုက်တက်မှာကရှိနေကစားသမားတွေစီမှာကနိုင်လွန်ခြင်းတွေမရှိဘူးကစားသမားတွေစီမှာလုံလောက်တဲ့စွမ်းဆောင်ရည်တွေကျွန်တော်ယူနိုက်တက်ကစားသမားစီမှာလုံးဝမမြင်တွေ့ရဘူးလို့သူပြောသွားတယ်တိုက်ပွဲဝင်လို့ခြင်းတဲ့စိတ်တွေလည်းလုံးဝမရှိဘူးမှန်တယ်ဒါလည်းဟုတ်တယ်လေမဟုတ်လားအသင်းခက်ခဲနေတဲ့အချိန်မှာတော့မှပဲနိုင်ဝဲအရာယူပေးနိုင်လောက်တဲ့ကစားသမားမျိုးအသင်းမှာအခုမရှိဘူးသူ့အနေနဲ့စိတ်တိုင်းကြနေစရာစိတ်တိုင်းကြနေတဲ့နေရာတနေရာမှကိုသူ့အနေနဲ့မရှိဘူးဆိုပြောကြသွားခဲ့တယ်ညီကိုတို့ဒါလည်းမှန်ပါတယ်သူ့အနေနဲ့ကဒီကလပ်ကိုအရန်ချစ်ပါတယ်ရိန်နိုအနေနဲ့ကဒီသူ73နှစ်လောက်သူကစားခဲ့တယ်ဒါပေမဲ့လို့အခုဖြစ်နေတာတွေအကုန်လုံးကတောက်တလေးကြီးပဲဆိုပြီးတော့ပြောသွားတယ်ညီကိုတို့ဟဲ့လားအဲ့တော့ဒီအိုင်နဲ့ပတ်သက်ပြီးတော့မန်နေဂျာရဲ့ပုံမှာပဲမူတည်နေတာတော့မဟုတ်ဘူးကစားသမားတွေကယူနိုက်တက်ဂျာစီဝစ်ဖို့တောင်မထိုက်တန်ဘူးဆိုပြီးသူ့အနေနဲ့ပြောကြသွားခဲ့တယ်မှန်တယ်သူ့ထောင်မှန်တယ်အဲ့ဒါကဘယ်ကစားသမားမှဒီယူနိုက်တက်ဒီ logo စိတ်ဂျာစီကိုဝစ်ဖို့မတန်ဘူးဒါကသူ့ဘောရန်နာကျင်တယ်ဆိုပြီးသူပြောသွားတယ်ဗျာအဲ့တော့အခုအချိန်မှာကဒီစာဂျင်ရက်လစ်စီကနေပြီးတော့ဖြစ်ဖြစ်ဒီအသေးမိုင်ရှင်စီကနေပဲဖြစ်ဖြစ်အချိန်လေးနဲ့ပတ်သက်ပြီးတော့ပြတ်သားတဲ့ဒီ message တစ်ခုကိုပေးဖို့လိုအပ်နေတယ်လို့ပဲသူ့အနေနဲ့ထင်တယ်ဆိုပြီးပြောကြသွားခဲ့တယ်ညီကိုတို့ဒီကလပ်ကယူရဲချက်ကဘာလဲပေါ့ဘာတွေဆက်လုပ်မှလဲအနာဂတ်ဘာတွေရှိရအနာဂတ် plan ကအဲ့တော့တိကျမှန်ကန်တဲ့ဒီ message တစ်ခုမျိုးမပေးဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကဒီရှေ့ဆက်ဘာတွေဖြစ်မလဲကျွန်တော်အနေနဲ့ကဒီအသင်းလုံးဝကြာရှုံးသွားမှာကိုပဲကျွန်တော်တို့အနေနဲ့ကထိုင်ကြည့်နေရတဲ့လိုပဲဖြစ်သွားမှာဆိုပြီး Rain Road အနေနဲ့ကသူစိတ်တူတူနဲ့ဒီနေ့ဒီနေ့မျိုးမှာသူပြောသွားတယ်ညီကိုတို့ရအဲ့တော့သူပြောသွားတဲ့အရာအရမ်းမှန်တယ်ဟဲ့လားဒီကျွန်တော်တို့ကဒီ Sergeant Radcliffe တို့ကဘယ်ချိန်များဒီဘာတွေလုပ်မလဲအခုချိန်ဒီနိပြအမွန်ယုံနဲ့ထောက်ခံပေးနေရောဒါသမားကြီးကလည်းဒီရှင်းမရှိဘူးသူ့အနေနဲ့ဒါလည်းမှန်ပါတယ်ကိုကြီးအခုသူနောက်ဆုံးပြောသွားတဲ့စကားလိုပဲပေါ့ကျွန်တော်တို့အားလုံးကဒီအသင်းကြာရှုံးသွားမှကြီးကိုထိုင်ကြည့်နေရတော့မှာအဲ့လိုမျိုးဖြစ်နေအခုကျွန်တော်တို့ကဟလာဒါကတော့ဒီနေ့ Rayon ပြောသွားတဲ့အရာလေးကိုကျွန်တော်လည်း sharing ပြန်လုပ်ပေးညီကိုတွေအမှားပိုင်းလေးတောင်းပါပါတယ်ကျေးဇူးများတင်ပါတယ်ညီကိုတွေအမြင်လေးလည်းဘယ်လိုရှိကြလဲ comment မှာဝင်မှတ်ချက်ပြီးတော့ရပါတယ်ဗျာအားပေးလို့ကြောက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျာ